ကတော့အောင်မြင်မှုတွေကိုလက်ဝဲကြီးအုပ်ထားတဲ့စစ်ဘက်နဲ့နိုင်ငံရေးလောကရဲ့ထိပ်သီးအာဏာရှင်ကြီးပေါ်မေမေကလည်းဘီလီယံနာတထေးမကြီးဒါပေမဲ့ဒီလိုထိပ်သီးဒုတိယမျိုးဆက်တထေးသားလေးဖြစ်တဲ့ကျွန်တော်ဟာကျောင်းမှာတော့နေ့တိုင်းချင်ဖက်နဲ့ပေါက်စီကိုပဲလူရက်စားတောက်နေရတယ်အကြောင်းရင်းကတော့ငငယ်ကလေးကကျွန်တော်အရန်မောက်မရိုင်းဆိုင်ခဲ့လို့ပဲအဖေကဒေါသထွက်ပြီးကျွန်တော်ကိုကြမ်းကြိုးမျိုးစီပို့လိုက်တယ်မာနကိုနှိပ်မိသူမျိုးဝဖြစ်ကြောင်းဖုံးကွယ်ပြီးတနစ်တီတီခံဆင်ခြင်းဖို့ပြစ်ဒဏ်ပေးခဲ့တာအကယ်၍ဒီတစ်နှစ်အတွင်းဘာမှပြောင်းလဲမလာရင်ကျိုတိုမျိုးရဲ့တကားမကြီးကကျွန်တော်အတွက်ထာဝရပိတ်သွားလိမ့်မယ်အခုဆိုရင်ပြစ်ဒဏ်ဆေးဖို့မိနစ်30ပဲလို့တော့တယ်ဒါပေမဲ့ကျွန်တော်စိုးသွန်းလူမိုက်အုပ်စုရဲ့တမိမင်းကလေးရဲ့စော်ကားတာကိုခံလိုက်ရတယ်ကျွန်တော်ကြောင်းမဆောင်မှာထမင်းချက်ပြီးအလှည့်ပြောင်းမှာမတော်တဆကျူနာရဲ့တင်ပါဖုံးစကတ်ပေါ်ဟင်းဖက်တွေပြေးချန်သွားမိလို့ပဲသူမကဘာမှမပြောပဲကျွန်တော်ဘာကိုချက်ချင်းဖျက်ရိုက်လိုက်တယ်ပြီးတော့ကြောင်းဆိုးကြောက်ခံကပါကျွန်တော်ကိုကန်ချလိုက်လို့မြေပြင်ပေါ်လဲကျသွားခဲ့ရတယ်ရိုက်ခံရတဲ့ဘာကဆက်ဖြင်းဖြင်းနဲ့နာကျင်နေပေမဲ့ကျွန်တော်ပြန်မချရဲဘူးတစ်နှစ်တောင်အောက်ပြီးခဲ့တာနောက်ဆုံး15မိနစ်လေးကိုမစောင့်နိုင်စရာမရှိပါဘူးကျွန်တော်အဖေစရိုက်ကိုကျွန်တော်ကောင်းကောင်းသိတယ်ပြောရင်ပြောတဲ့အတိုင်းပဲအချိန်စီတာနဲ့ကျွန်တော်ကိုချက်ချင်းပြန်ခေါ်မှာအကယ်၍ကျွန်တော်သာစီကံဖောက်ဖျက်မိရင်ပြစ်ဒဏ်တက်တန်းတိုးသွားလိမ့်မယ်တောင်းပန်ပါတယ်ဘယ်လောက်ကြတင်လဲကျွန်တော်ရောပါမယ်ဟာနင့်ကိုပြောလိုက်မယ်ငါရဲ့ဒီဝစ်စုံကရွှန်30တူမြတန်နဲ့နင်လိုကန်တင်းမှာပဲကက်စားနေတဲ့စင်းရဲသားကောင်ကရောနိုင်လို့လားအခုချက်ချင်းဒူးထောက်ပြီးတောင်းပန်ဆန်းမဟုတ်ရင်ဒီနေ့ညမှာမဟုတ်ဘူးနင့်ကိုဒီကျန်းကျိုးတက္ကသိုလ်မှာကျောင်းဆက်တက်လို့မရအောင်လုပ်ဖြစ်မယ်အချိန်တွေကတမိနစ်ချင်းကုန်ဆုံးလာတယ်ဘေးကကြည့်နေတဲ့သူတွေကအသက်ရှူဖို့တောင်မေ့နေကြတယ်အကယ်၍တကယ်သာဒူးထောက်လိုက်ရင်ကျန်းကျိုးတက္ကသိုလ်တစ်ခုလုံးမှာနာမည်တက်တော့မှာကျူနာကမောက်မဝင်းကြွားစွာနဲ့ကျွန်တော်အရှုံးပေးမဲ့အချိန်ကိုစောင့်နေတော့မှာပဲရုတ်တရက်အချက်ပေးတန်တစ်ခုမြည်လာတဲ့10နှစ်နာရီတိတိပဲကျွန်တော်မျက်ဝန်းတွေချက်ချင်းအေးဆက်သွားပြီးလူတက်ကွင်းပြင်ထဲရောက်သွားသလိုအကြည့်တွေဖြစ်သွားတယ်အမဲလိုက်ချိန်ရောက်ပြီးကျွန်တော်ချက်ချင်းလှိတ်ထားလိုက်ပြီးသူမရဲ့ခြေချင်းဝတ်ကိုဖန်ဆွဲလိုက်တယ်မင်းကငါ့ကိုဒူးထောက်ခိုင်းရအောင်အရေးချင်းရှိလို့လားကျူနာတယောက်လုံးဝမထင်မှတ်ထားပဲလူအများကြီးရှိမှအရှိန်ပြင်းပြင်းနဲ့ဆွဲချခံလိုက်ရပြီးမြေပြင်ပေါ်မှာခြေထောက်နှစ်ဖက်ဘေးကားလေးရဲ့အရှိန်ပြင်းပြင်းပြုတ်ကျသွားတော့တဲ့ကြည့်နေတဲ့သူတွေအားလုံးဟက်ခနဲ့တက်ပြင်းချမိကြတယ်ဒီကောင်ဘာလဲဟာသူကျန်းကျုံမျိုးရဲ့မြေအောက်လောကဘယင်မကျူနာကိုမသိဘူးလားကျူနာတယောက်နာကျင်လုံးလို့မျက်နှာကြီးရှုံးမဲ့နေပြီးမြေပြင်ကိုလက်နဲ့ထောက်ရင်အော်တော့တယ်ကြောက်ဖန်ဝမ်ရှိုက်တက်ပစ်ဆန်းအဲ့ဒီကောင်ကိုတက်ပစ်ကြဆန်းတောက်မင်းကများမမကြီးကျူနာကိုဒီလိုလုပ်ရဲတယ်ပေါ့လေကျွန်တော်မျက်လုံးတစ်ချက်ဝေးကြည့်လိုက်ပြီးနောက်ကိုအသာဆုပ်က360 degree ဝိတ်ကန်ချက် round step နဲ့ကြောက်ဖန်ရဲ့မျက်နှာတက်တဲ့ကိုကန်ထည့်လိုက်တယ်ပြီးတော့ပြစ်မှတ်တိကျတဲ့လက်ပြီးပြင်းနဲ့ဝမ်ရှိုက်ရဲ့မျက်နှာတက်တဲ့ကိုထိုးလိုက်တာဝမ်ရှိုက်တယောက်လွတ်ထွက်သွားတော့တယ်စောစောကမင်းကကိုအပြင်းဆုံးကန်တာမဟုတ်လားကျွန်တော်ဒေါသလာကြီးနဲ့ကျူနာစီရှောက်သွားပြီးသူမရဲ့မျက်နှာကိုဖျက်ရိုက်လိုက်တယ်မြေပြင်ပေါ်လဲနေတဲ့ကျူနာတယောက်လွတ်ထွက်သွားပြန်တယ်အဲ့ဒီအချိန်မှာပဲဖုန်းတန်ရုတ်တရက်မြည်လာတယ်ဟဲလိုတာကြီးဒီတစ်နှစ်တာလေ့ကျင့်မှုကမင်းကိုအများကြီးပြောင်းလဲပေးလိုက်ပြီးပဲသားကိုစောင့်ကြည့်ခိုင်းထားတဲ့သူတွေကမင်းအပေါ်အရန်ကြည်နေကြတယ်မင်းရဲ့ဒုတိယဦးလေးကတော့မင်းရဲ့ဒီခံနိုင်စွမ်းကိုချီးကျူးနေတာကြိုတိုကိုဘယ်တော့ပြန်လာမလဲကျွန်တော်ကိတ္တနေပြန်လာခဲ့မယ်ဒါပေမဲ့အခုတော့ဆေးရုံအရင်သွားရမယ်ဒဏ်ရာကုဖို့ဟာဒဏ်ရာရတယ်ဟုတ်လားဘယ်နာထိခိုက်သွားတာလဲပြင်းထန်လားငါစီတပုံပို့စမ်းဟုတ်ကဲ့ပို့လိုက်မယ်ဒါပဲတော့ကျွန်တော် selfie တပုံရိုက်ပြီးပို့လိုက်